မန္တလေးမြို့ရဲ့ prime location ဖြစ်တဲ့မဟာမြိုင်မှာအိမ်တလုံးပိုင်ဆိုင်ရမယ်အခွင့်အရေးနေရာလေးကတော့65 feet 4.4 နေကြအာတီနှစ်ဖက်အစာအုပ်လေးဖြစ်တဲ့အတွက်ပြင်ဆင်စရာမလိုပဲအသက်တက်နေုံပါပဲခိုင်မာမှုကလည်းဂရန်ရှိပြီးသားမို့ပိုင်ဆိုင်မှုအတွက်ရာနှုန်းပြည့်စိတ်ချရပါတယ်အနောက်လက်အိမ်လေးဖြစ်တဲ့အတွက်လေဝင်လေထွက်ကောင်းမွန်ပြီးတော့လေဝင်ချေရလောက်ကိုခံစားရရှိမှာဖြစ်ပါတယ်ရှင့်ဒီအိမ်လေးရဲ့ပေတရားဆိုလို့ရှိရင်20-60ရှိပြီးတော့အယောက်သိန်းနှုန်းလေးကတော့3,000,000ခေါ်ဆိုထားပါတယ်ရှင်ဒီအိမ်လေးကလမ်းတန်ပဝိကျင်တန်ရုံတွေမကပဲမျိုးရဲပိုင်းကိုမိနစ်ပိုင်းအတွင်းသွားလာနိုင်တဲ့အတွက်လူနေထိုင်ရန်ဖြစ်စေရုံငန်းဖွင့်ရန်ဖြစ်စေအလွန်အဆင်ပြေတဲ့အကြောင်းလေးပဲဖြစ်ပါတယ်ရှင်ဒီရောင်းလေးကိုတန်းတက်တဲ့မိတ်ဆွေများအတွက်ညီမလေးတို့မန္တလေးပိုးလာနေရုံမတည့်ရဲ့ဖုန်းနံပါတ်များဖြစ်တဲ့39999393နဲ့3999939395တို့လည်းဆက်သွယ်ဆောင်ရွက်မြင်နိုင်တယ်လို့ပိုးလာမင်းရဲ့ရုပ်လိပ်စာလေးဖြစ်တဲ့33လခိုးသားခိုးကြတို့လည်းလူကိုယ်လာရဆက်သွယ်ဆောင်ရွက်မြင်နိုင်ပါတယ်ရှင်မန္တလေးချင်မျိုးစိတ်ဝင်စားတဲ့လူချင်းများအနေဖြင့်ဒီကောင်လေးကို like and follow လုပ်ခဲ့ပေးကြပါအောင်ရှင့်ရိုးသားပွေလေးပိုးလာမင်းမှာအချမ်းမြန်မာဆိုရည်စိတ်ကြပိုးလာမင်းကိုသာဆက်သွယ်ကြပါရှင့်